expand track ကားလေးတစ်ခုကိုဘယ်လိုပြုလုပ်အောင်မလဲဆိုတာပြောပြပေးပါမယ်။အရင်ဆုံးကျွန်တော်တို့ sheet တစ်ခုမှာ income မျိုးစားတွေ expand မျိုးစားတွေဒီ date တွေထည့်ထားလိုက်ပါမယ်။အဲ့လိုမျိုးထည့်ပြီးတော့မှကျွန်တော်တို့နောက်ထပ် sheet တစ်ခုမှာစာရင်းသွင်းမဲ့ table format လေးကိုစပြီးတော့ပြုလုပ်ပါမယ်။ဒီနေရာမှာ date ရဲ့ description ရဲ့ amount ဝင်ဆိုပြီးတော့ရေးလိုက်ပါမယ်။ပြီးတော့ရင်ဒီနေရာမှာ balance တွေ total amount တွေပေါ်မဲ့နေရာလေးတစ်ခုပြုလုပ်ပါမယ်။ဒီနေရာကိုတော့ကျွန်တော်တို့က insert ထဲက shape လေးကိုယူပြီးတော့ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ကျွန်တော်ဒီထဲက shape လေးတစ်ခုယူလိုက်ပါမယ်။ယူပြီးတော့ရင်ဒီနေရာမှာအခုလိုမျိုးပုံစံလေးဆွဲလိုက်ပါမယ်။ဆွဲပြီးတော့ရင်ကျွန်တော်ဒီ shape လေးကိုအနည်းငယ်ပြန်ပြင်မယ်ပြီးတော့လို့ရှိရင်သူ့ရဲ့ outline တွေ color တွေဖြောက်ပါမယ်ဒီ shape outline ထဲမှာ no outline ကိုရွှေ့လိုက်မယ်ဒီ shape fade ထဲမှာဒီရောင်လေးယူလိုက်ပါမယ်ပြီးရင်အပေါ်မှာကျွန်တော်တို့ row 2 line လောက်အသစ်ထပ်ထည့်လိုက်မယ်ထည့်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီအပေါ်မှာလည်း shape လေးတစ်ခုထပ်ပြီးတော့ဆွဲပါမယ်ဒီ shape လေးကိုတော့ကျွန်တော်တို့ဒီနေထားလောက်ပဲကျွန်တော်ထားပါမယ်ဒီအပေါ်မှာကျွန်တော်တို့ shape လေးတစ်ခုထားလိုက်မယ်ပြီးတော့ရင်ဒီ shape ပေါ်မှာနောက်ထပ် shape လေးတစ်ခုထပ်ပြီးတော့ဆွဲပါမယ်တော့ဒီ shape ကိုတော့ကျွန်တော်အောက်က shape ထက်နည်းနည်းသေးပြီးတော့ဆွဲလိုက်ပါမယ်ကျွန်တော်ဒီအောက်က shape ရဲ့အပေါ်မှာတင်မှာဖြစ်တဲ့အတွက်အခုလိုမျိုးပုံစံလေးကျွန်တော်လုပ်လိုက်တယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီ shape ကိုကျွန်တော် color လေးတစ်အောင်ထည့်ပါမယ် color ကိုတော့ကျွန်တော်ဒီ shape fade က gradient ကိုသုံးလိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော် more gradient တွေကိုထပ်ပြီးတော့သွားလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီမှာ gradient fade ကိုရွှေ့ပြီးတော့ရင်ဒီနေရာမှာကျွန်တော်ကို search ချင်တဲ့အရာလေးတွေရွှေ့ပြရမှာဖြစ်ပါတယ်ကျွန်တော်ကဒီနေရာမှာ color နှစ်ခုပဲစပ်ပါမယ်ပထမကျွန်တော်ဒီအရှိက color ကိုတော့ကျွန်တော်ကအပြာရောင်လေးသုံးလိုက်ပါမယ်ကျွန်တော်ဒီဘက်မှာတော့ကျွန်တော်ခရမ်းရောင်လေးသုံးလိုက်ပါမယ်ပြီးတော့ရင်ကျွန်တော်ဒီ angle မှာ45 degree ထားလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီ shape လေးကို effect ထပ်ထည့်ပါမယ်အဲဒါကြောင့်ကျွန်တော်တို့ဒီမှာ shape effect ထဲကိုသွားလိုက်မယ်ပြီးသွားလို့ရှိရင်ဒီမှာ close ဆိုတာရှိပါတယ်ဒီထဲမှာကျွန်တော် color တစ်ခုရွှေ့မယ်ကျွန်တော်အောက်မှာကျွန်တော်ဒီလိုမျိုးအမဲရောင်လေးထားမယ်ဒီအရာကိုကျွန်တော်တို့က transparency ကိုကျတော့85လောက်ထားလိုက်မယ် size ကိုတော့ကျွန်တော်30ပဲထားလိုက်မယ်เนาะအခုလိုမျိုးပုံစံလေးလုပ်လိုက်ပါတယ်ပြီးတော့ရင်ကျွန်တော်ဒီ shape ပေါ်မှာဘာလို့ရေးမလဲဆိုရင်ကျွန်တော် income လို့ရေးလိုက်ပါမယ်ကျွန်တော်ဒီ shape ပေါ်မှာရေးမယ် font ရွှေ့မယ်ပြီးရင်ကျွန်တော်တို့ကဒီ font ရဲ့ color ကိုအဖြူအောင်လေးသုံးလိုက်မယ်ပြီးရင်ကျွန်တော် center မှာထားလိုက်မယ်ပြီးရင်ဒါကိုကျွန်တော် income လို့ရေးလိုက်ပါမယ်ပြီးရင်ဒီ shape လေးကိုကျွန်တော် control C control V နှိပ်ပြီးတော့ copy ကူးလိုက်တယ်ကျွန်တော်ဒီဘေးမှာတစ်ခုထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီ shape ရဲ့ color ကိုတော့အောက်က shape ရဲ့ color အတိုင်းပြန်ပြီးတော့ထားလိုက်ပါမယ် shape format ထဲမှာကျွန်တော် shape fade မှာကျွန်တော်ဒီရောင်လေးပဲပြန်ပြီးရွေးလိုက်မယ်ကျွန်တော်ဒီ font ရဲ့ color ကိုတော့အမဲရောင်လေးပြန်ထားလိုက်မယ်ပြီးရင်သူ့ရဲ့ဒီ shape effect တွေဖြုတ်ပါမယ်ကျွန်တော်ဒီ glow ထဲမှာကျွန်တော်ကဒီ name ဆိုတာကိုပြန်ပြီးရွေးပေးလိုက်ပါမယ်ဒီလိုမျိုးပုံစံလေးပြုလုပ်လိုက်ပါတယ်ကျွန်တော်ဒီပေါ်မှာစာရေးဖို့အတွက်ကျွန်တော် task box လေးတစ်ခုယူလိုက်ပါမယ်ပြီးတော့ရင်ကျွန်တော်ဒီနေရာမှာအခုလိုမျိုးပုံစံလေးဆွဲလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီ task box ကိုကျွန်တော်တို့က shape fade မှာ no fade ထားမယ် shape outline မှာကျွန်တော် no outline ထားမယ်ကျွန်တော်ဒီထက်မှာရေးမဲ့ font လေးကိုရွေးပြီးတော့ဒီနေရာမှာ balance ဆိုပြီးတော့ရေးလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီ task box ကို copy ထပ်ကူမယ် control C control V နှိပ်လိုက်တယ်ကျွန်တော်ဒီ task box မှာတော့ကျွန်တော် alignment ဆိုကျွန်တော် align right ထားလိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီနေရာမှာ income total လို့ရေးလိုက်ပါမယ်ပြီးရင်ကျွန်တော် insert ထဲက shape ထဲမှာကျွန်တော် line လေးတစ်ခုယူပြီးတော့ဒီနေရာမှာအခုလိုမျိုးပုံစံလေးထပ်ပြီးတော့ဆွဲလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီ line ရဲ့ color ကိုကျွန်တော် shape outline ထဲမှာကျွန်တော်တွားပြီးတော့ဒီ color လေးပြောင်းလိုက်မယ် insert ထဲမှာကျွန်တော် line လေးတစ်ခုထပ်ယူပြီးတော့ဒီနေရာမှာ line လေးတစ်ခုထပ်ပြီးတော့ဆွဲလိုက်မယ်ကျွန်တော်ဒီ line ရဲ့ color ကိုလည်းခုနလိုပဲကျွန်တော်ဒီ color လေးပဲထားမယ်ကျွန်တော်အခုလိုမျိုးပုံစံလေးပြုလုပ်ပြီးတော့ရင်ဒီအပေါ်က task box ကို copy ထပ်ကူပါမယ်ဆက်လိုက်မှတ်ပြီးတော့ control C control V နှိပ်လိုက်ပါတယ်ပြီးတော့ရင်ကျွန်တော်ဒီအောက်မှာ income per day ဆိုပြီးတော့ရေးလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီစာသားရဲ့အောက်မှာလည်းကျွန်တော် line လေးတစ် line ထည့်လိုက်ပါမယ် line ရဲ့ color ကိုတော့ကျွန်တော်ခရမ်းရောင်လေးယူပြီးတော့ဒီအောက်မှာ line လေးတစ် line တားလိုက်ပါမယ် okay ဒီလိုမျိုးပုံစံလေးလုပ်လိုက်ပါတယ်ပြီးတော့ရင်ကျွန်တော်ဒီ view tab ထဲမှာဒီ grid line ကိုဖြောက်ပြီးတော့ကြည့်လိုက်ပါမယ် okay လုံးဝရတော့ပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာ balance တွေ income total တွေပေါ်ဖို့အတွက်ကျွန်တော်စပြီးတော့ဒီ task box တွေနဲ့ link ချိတ်ပါမယ်ကျွန်တော် link မချိတ်ခင်ကျွန်တော်ဒီနေရာမှာစာရင်းသွင်းဖို့အတွက်ကျွန်တော် data validation လုပ်ပါမယ် data validation လုပ်ဖို့အတွက်ကျွန်တော်ဒီ sheet 2ထဲမှာကျွန်တော်ဒီ income တွေ expand တွေကိုကျွန်တော် defining ပေးပါမယ်ကျွန်တော် defining ပေးဖို့အတွက်ကျွန်တော်ဒီနှစ်ခုကိုကျွန်တော်စာလမ်းမှတ်လိုက်မယ် formula တက်ထဲမှာ create from selection ဆိုတာရှိပါတယ်ဒါကိုနှိပ်ပြီးရင် top row အမှန်ချက်ချစ်ပြီးတော့ okay နှိပ်ပေးလိုက်ပါပြီးကျွန်တော်ဒီ date ကိုလည်းကျွန်တော် defining ပေးမယ်ဆက်လာပေးပြီးတော့ create from selection တွေက top row မှာအမှန်ချက်ချစ်ပြီးတော့ okay နှိပ်လိုက်ပါပြီးရင်ကျွန်တော်ဒီညမှာ data validation လုပ်ပါမယ်စာရင်းသွင်းမဲ့နေရာလောက်ထိပေါ့နော်စာရင်းသွင်းမဲ့နေရာလောက်ထိ row ကျွန်တော်45လောက်ထိကိုကျွန်တော်ဆက်လာမှတ်ပြီးတော့ data validation လုပ်မယ်ကျွန်တော် data တက်ထဲက data validation ကိုနှိပ်ပြီးတော့ရင်ကျွန်တော်ဒီထဲမှာ list ကိုရွေးဒီ source မှာကစားချပြီးတော့ကျွန်တော် F3 နှိပ်ပြီးတော့ဒီထဲက date ကိုယူပြီးတော့ okay နှိပ်ပေးလိုက်ပါပြီးရင် okay နှိပ်ပေးလိုက်ပါ
ကျွန်တော်ဒီမှာ description မှာလည်းကျွန်တော် data validation ထပ်လုပ်မယ်ရနေပြီးတော့ဒီ row 45လောက်ကိုဆက်လာမှတ်ပြီးတော့ကျွန်တော် data validation တွေက list ကိုရွေးလိုက်မယ်ကျွန်တော်ဒီ source မှာကျွန်တော် up3 နှိပ်ပြီးတော့ကျွန်တော်ဒီမှာ income ကိုရွေးပြီးတော့ okay နှိပ်ပေးလိုက်ပါမယ်။ okay ဒါဆိုရင်ကျွန်တော်ဒီမှာကျွန်တော်စရင်းသွင်းလို့ရပြီ။ okay အဲ့လိုစရင်းသွင်းပြီးတော့ရင်ကျွန်တော်ဒီနေရာမှာကျွန်တော်ပြန်ပြီးတော့တွက်ကြည့်ပါမယ်။ကျွန်တော် income ထုတ်တယ်ရဖို့အတွက်ဆိုရင်ကျွန်တော်ဒီရှိတဲ့ကဒီဘက်ရှိတဲ့ကအမောင့်တွေအကုန်လုံးပေါင်းပေးရမှာဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်တော် equal sign ရိုက်ပြီးတော့ကျွန်တော် sum ဆိုပြီးတော့ function ရေးလိုက်မယ်။ပြီးတော့ကျွန်တော်ဒီ shift 3တဲ့ကဒီ amount column တစ်ခုလုံးကိုကျွန်တော်ထည့်ပေးလိုက်မယ်။ပြီးရင်ခွင့်ပိတ်ပြီးတော့ enter နှိပ်ပေးလိုက်မယ်။ဒါဆိုရင်ကျွန်တော် income ထုတ်တယ်ရပြီ။ကျွန်တော် income ရပြီဆိုတော့ကျွန်တော် balance ရဖို့အတွက်ကျွန်တော်ဒီ income တွေကနေ expand ကိုနှုတ်ပေးလိုက်ရင်ကျွန်တော် balance amount ရပြီ။အဲဒါကြောင့်ကျွန်တော်ဒီ income တွေကနေပြီးတော့ expand ကိုကျွန်တော်နှုတ်ပေးလိုက်မယ်။ဘယ်တော့ဆက် expand တော့မထည့်ရသေးဘူး။ပြီးရင်ကျွန်တော် income ပါဒီရဲ့ expand ပါဒီရဲ့ကိုကျွန်တော်တရားနှုံးနေဆိုလို့ရှိရင်ကျွန်တော်ဘယ်လောက်ဝင်လဲဆိုတာဒီဖို့အတွက်ကျွန်တော်ဒီလာတလမှာရှိတဲ့ရက်တွေနဲ့ကျွန်တော်ပြန်ပြီးတော့စားပေးလိုက်မယ်။အဲဒါကြောင့်ကျွန်တော်ကဒီ income ပါဒီနေရာမှာချိုးတဲ့ income ကိုကျွန်တော်တို့ကဒီလ31ဆိုရင်31နဲ့စားပါတော့။30ဆိုရင်လည်း30နဲ့စား။အဲဒါကြောင့်ကျွန်တော်တို့ကဒီနေရာမှာကျွန်တော် count A နဲ့ပြန်ပြီးတော့ function ရေးလိုက်မယ်။ count A ဆိုပြီးတော့ကျွန်တော်ဒီ date တွေကိုကျွန်တော်ထည့်ပေးလိုက်မယ်။ဒီ date အရှိတွက်နဲ့ပြန်ပြီးတော့စားလိုက်တာပေါ့နော်။ comma လေးဖြတ်ကျွန်တော်ဒသမ short unit လေးတစ်ခုထည့်မယ်။အဲဒါကြောင့်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်အကုန်လုံးဆက်လက်မှတ်ပြီးတော့ control 1နှိပ်လိုက်မယ်။နောက်ပတ်သက်ချက်က custom ကိုသွားပြီးတော့ကျွန်တော်ဒီနေရာမှာကျွန်တော် format လေးတစ်ခုထည့်လိုက်ပါမယ်။အခုလိုမျိုးပုံစံလေးရေးပြီးတော့ရင် okay နှိပ်လိုက်ပါ။ okay ဒီလိုမျိုးလုပ်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီဘက်ထဲကိုပြန်သွားပြီးတော့ link ချိတ်ပါမယ်။ကျွန်တော် bell line ရဲ့အောက်မှာကျွန်တော် text box လေးတစ်ခုကျွန်တော်ယူလိုက်မယ်။ကျွန်တော်ဒီ bell line ကို copy ကူးပြီးတော့ကျွန်တော်မှာ text box လေးတစ်ခုယူလိုက်မယ်။ပြီးသွားလို့ရှိရင်ကျွန်တော်ဒီအလဲကောင်ကစာလေးကိုဖြတ်ပြီးတော့ကျွန်တော်ဒီ text box ကိုကျွန်တော် link ချိတ်မယ်။ link ချိတ်ဖို့အတွက်ကျွန်တော်ဒီ text box ရဲ့ကျွန်တော်ဒီ line လေးပေါ်မှာဆက်လက်မှတ်ပြီးတော့ formula bar မှာ equal sign ရိုက်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီဘက် sheet 2ရဲ့ကကျွန်တော် balance ကိုယူမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီ cell ကို click တစ်ချက်နှိပ်လိုက်မယ်ပြီးတော့ရင်ကျွန်တော် enter နှိပ်လိုက်မယ်။ text box တွေကစာလေးကိုပြန်ပြီးတော့ကျွန်တော်အနေငယ်ပြန်ပြင်ပေးလိုက်ပါမယ်။ကျွန်တော်စာကိုboldတင်လိုက်မယ်။ကျွန်တော် font size ကိုကျွန်တော် section လောက်ထားလိုက်ပါမယ်။ပြီးတော့ရင်ကျွန်တော်ဒီ text box ရဲ့ size လေးကိုအနေနဲ့ချက်ပေးလိုက်ပါ။ဒါဆိုရင်တော့ကျွန်တော် balance ရပါပြီကျွန်တော် income total ကိုရဖို့အတွက်လည်းအဲ့လိုမျိုးပုံစံမျိုးကျွန်တော်ထပ်ပြီးတော့လုပ်မယ်အားကြောင့်ကျွန်တော်ဒီ dashboard ကို copy ကူးပြီးသွားလို့ရှိရင်ဒီနေရာမှာအခုလိုမျိုးပုံစံလေးထားလိုက်မယ်ပြီးရင်ကျွန်တော်ဒါကိုတော့ကျွန်တော်တို့ကဒီဘက် sheet 2ရဲ့က income total နဲ့ချိန်ပေးလိုက်ပါမယ် income total ဆိုတဲ့ cell ကွက်လေးကိုဆက်လက်မှတ်ပြီးတော့ enter နှိပ်ပေးလိုက်ပါတယ်ပြီးရင်ဒါကိုလည်းခုနလိုပဲကျွန်တော်ဒီ font ကိုပိုးတင်ပြီးတော့ကျွန်တော် font size ကိုကျွန်တော်18လောက်ထားလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီ dashboard ကို copy ထပ်ကူမယ်ကျွန်တော်ဒီအောက်မှာကျွန်တော် income ပါဒီ amount ကျွန်တော်တွက်မယ် link ရှိထားတယ်ကျွန်တော် cell ကိုကျွန်တော်ဖြတ်လိုက်မယ်ဖြတ်ပြီးတော့ကျွန်တော် sheet 2တွေကကျွန်တော်ဒီ income ပါဒီဆိုတဲ့ amount ကိုယူပြီးတော့ enter နှိပ်ပေးလိုက်ပါမယ်ပြီးရင်ဒါကိုလည်းကျွန်တော်ပိုးတင်ပြီးတော့ကျွန်တော် font size ကိုကျွန်တော်16လောက်ထားပြီးတော့ကျွန်တော်ဒီအရောင်လေးကိုကျွန်တော်အနည်းငယ်ဖြော့တဲ့အရောင်လေးတစ်ခုရွှေ့လိုက်ပါမယ်ပြီးတော့ရင်တော့ကျွန်တော်ဒါလေးကို alignment နည်းနည်းညှိလိုက်မယ်ဒါဆိုရင်ကျွန်တော်စိန်ရင်းတွေထပ်သွင်းလိုက်မယ်ဆိုရင်ကျွန်တော် income အတွက်တော့ကျွန်တော်ဒီမှာ amount တွေပေါ်လာလိမ့်မယ်ကျွန်တော် expand ကမလောက်ရသေးတဲ့အတွက်ကျွန်တော်ဒီ balance တွေကတော့နှုတ်သွားမှာမဟုတ်သေးဘူးခေါင်းစဉ်တွေပါကျွန်တော်တခါတည်းတက်လိုက်မယ်ဒီပေါ်မှာကျွန်တော် expand tracker ဆိုပြီးတော့စာလေးရေးလိုက်ပါမယ်ဒီထဲက task box လေးတစ်ခုကျွန်တော် copy ကူးပြီးတော့ဒီနေရာမှာကျွန်တော်နာမည်လေးရေးလိုက်မယ် expand tracker ဆိုပြီးတော့ကျွန်တော်ဒီ font လေးကိုကျွန်တော်ဒီ area font လေးသုံးပြီးတော့ပို့ထားလိုက်မယ်ပြီးရင်ကျွန်တော် font size ကို18ထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီ task box လေးကိုဒီဘက်ကိုဆွဲလိုက်ပါဆွဲပြီးတိုင်းကျွန်တော်ဒီဟာလေးကိုကျွန်တော် alignment ကို center မှာထားမယ်ဒီထဲမှာရေးထားတဲ့စာသားရဲ့ကျွန်တော် font color လေးပြန်ပြင်ပါမယ်ကျွန်တော်ဒီ text field ထဲမှာဒီ gradient ကိုရွေးမယ်ပြီးရင် more gradient ကိုရွေးမယ်ပြီးရင် gradient color လေးကိုရွေးပြီးတော့ကျွန်တော်တို့ကဒီစာသားကိုပေါ့နော် gradient color လေးလုပ်လိုက်တယ်ပြီးရင်ကျွန်တော်ဒီ angle မှာတော့0 degree ထားလိုက်မယ်ပြီးရင် enter နှိပ်လိုက်မယ် okay ဒါဆိုရင်ကျွန်တော်အောက်မှာစင်းလေးထပ်သွင်းလို့ရပြီဥပမာကျွန်တော်2ရက်နေ့မှာကျွန်တော် income ကဘာတွေရှိမလဲဒီထဲကနေရွေးလိုက်မယ်ဥပမာ freelance เนาะပြီးရင်ကျွန်တော်ဒီမှာကျွန်တော် amount ကကျွန်တော်3သိန်းဆိုပြီးထည့်လိုက်မယ် income amount တိုင်းမှာကျွန်တော် balance မှာရှိမယ်ပေါ့နော်ကျွန်တော်က expand အတွက်ကမလုပ်ရသေးဘူးပြီးရင်ကျွန်တော်ကဒီပေါ်က shape မှာကျွန်တော်ဒီ income ဆိုတဲ့စာကိုဖြတ်ပြီးတော့ဒီညမှာ expand ဆိုပြီးတော့ရေးလိုက်ပါမယ်ပြီးတော့မှကျွန်တော်ကဒီ sheet ကိုဘာလို့နာမည်ပေးမလဲဆိုရင် income လို့နာမည်ပေးလိုက်မယ်ပြီးတော့ရင်ကျွန်တော်ဒီ sheet တစ်ခုလုံးကျွန်တော် control key ကိုဖိပြီးတော့ copy ကူးလိုက်မယ်ပြီးတော့ရင်ကျွန်တော်ဒီနေရာမှာ expand ဆိုပြီးတော့ရေးလိုက်ပါမယ် expand လို့ရေးပြီးတော့ဒီနေရာမှာကျွန်တော်ပြန်ပြီးတော့ပြင်ပေးလိုက်မယ်ကျွန်တော်ဒီ shape ကိုကျွန်တော်ဆက်လက်ပြန်မှတ်ပြီးတော့ shape field ထဲမှာကျွန်တော် gradient field ကိုကျွန်တော်ရွေးလိုက်မယ် gradient field ကကျွန်တော် more gradient ကိုရွေးပြီးတော့ဒီ solid field နေရာမှာ gradient field ကိုပြန်ရွေးလိုက်တယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီ expand ဆိုတဲ့စာရဲ့ font ကိုကျွန်တော်အဖြူအောင်လေးတုံးလိုက်မယ်ပြီး
ပြီးရင်ကျွန်တော် effect ထဲရောက်သွားပြီးတော့ကျွန်တော်ဒီ glow မှာ color လေးတစ်ခုရွေးလိုက်မယ်ပြီးတော့ရင်ကျွန်တော်ဒါကို transparency ကို90ထားလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီဘက်က shade ကိုကျွန်တော် color လေးပြန်ပြောင်းမယ်ကျွန်တော် shade fade ထဲမှာဒီ color လေးထားပြီးတော့ကျွန်တော်ဒီ effect ထဲမှာကျွန်တော်ဒီ effect ကိုပြန်ဖြုတ်လိုက်ပါမယ် shade effect ကိုပြန်ဖြုတ်လိုက်မယ်ပြီးတော့မှကျွန်တော်ဒီဘွားစာလေးရဲ့ font ကိုအမဲရောင်လေးပြန်ပြီးတော့ပြောင်းလိုက်မယ်ပြီးတော့ရင်ကျွန်တော်ဒီမှာချိတ်ထားတဲ့ကျွန်တော် link တွေကိုလည်းပြန်ပြီးတော့ပြင်မယ်ကျွန်တော်ဒီ icon တိုတယ်နေရာမှာကျွန်တော်က expand တိုတယ်လို့ပြန်ပြီးတော့ရေးလိုက်ပါမယ် expand တိုတယ်ဆိုတော့ကျွန်တော်ဒီဘက်က expand တိုတယ်10ခွနဲ့ချိတ်ပြရမယ်အဲဒါကြောင့် formula bar မှာ equal sign ရိုက်ပြီးတော့ sheet 2ရဲ့က expand တိုတယ်ဆိုတော့10ခွလေးကိုကျွန်တော် select မှတ်ပြီးတော့ကျွန်တော် enter နှိပ်ပေးလိုက်မယ်စရင်မသွင်းရသေးတဲ့အတွက်အမောက်မပေါ်သေးဘူးဒီအောက်မှာကျွန်တော်ကdata validation ကျွန်တော်ပြန်ပြီးတော့လုပ်မယ်အဲဒါကြောင့်ကျွန်တော်ဒီ column မှာကျွန်တော် select မှတ်မယ်row 45လောက်ဒီကိုကျွန်တော် select မှတ်ပြီးတော့ data တက်ထဲက data validation ပြီးတော့ရင်ဒီထဲကlist ကိုပြန်ရွေးပြီးတော့ကျွန်တော်ဒီနေရာမှာ expand ကိုပြန်ရွေးပြီးတော့ okay နှိပ်ပေးလိုက်မယ်ပြီးရင် okay ထပ်နှိပ်ပေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာစရင်သွင်းကြည့်လိုက်မယ် expand ဘာလို့ရှိမလဲဥပမာ1000ခွဲထားပါတော့1000ခွဲဆိုပြီးတော့စရင်သွင်းလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာနောက်တစ်ခုထပ်ထည့်လိုက်အောင်မယ်2000ပေါ့နော်2000ဆိုပြီးတော့ထည့်လိုက်မယ် expand တိုတယ်ကျွန်တော်ဒီမှာကျွန်တော် expand တိုတယ်တွက်ပါမယ် equal sign ရိုက်ပြီးတော့ sum sum ဆိုပြီးတော့ function ရေးလိုက်တယ် function ရေးပြီးတော့ expand ရှိတယ်မှာဒီ column တစ်ခုလုံးကိုထည့်ပေးပြီးတော့ကျွန်တော် enter နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာ3000ခွဲပေါ့နော် expand တိုတယ်က3000ခွဲရှိတယ်အဲဆိုရင်ကျွန်တော်တို့ခုနကဒီမှာ link ချိတ်ထားတဲ့အတွက်3000ခွဲဆိုပြီးတော့ပေါ်လာပြီပြီးရင်ဒါကိုကျွန်တော်ကဘိုးတင်ပြီးတော့ကျွန်တော် font size ကို18လောက်ထားပြီးတော့ enter နှိပ်ပြီးရင်ကျွန်တော်ဒါကို line ကိုကျွန်တော် right ထားလိုက်မယ်ကျွန်တော်ဒီဘက် balance ကတော့ပြန်ပြီးတော့ပြင်စရာမလိုဒီနေရာမှာကျွန်တော် expand bar day ဆိုပြီးတော့ပြန်ရေးလိုက်မယ် expand bar day ဆိုပြီးတော့ဒီ10ခွက်ကိုကြာတော့ကျွန်တော်တို့ဒီဘက် sheet 2တဲ့ကဒီ10ခွက်နဲ့ link ချိတ်ပေးလိုက်ပါမယ်ပြီးတော့လို့ရှိရင်ဒါလေးကိုဘိုးတင်ပြီးတော့ font size ကို18ထားလိုက်မယ်ပြီးရင်ဒါလေးကိုကျွန်တော်တို့စံတာကြအောင်လို့အနေငယ်ပြန်ချင်းပေးလိုက်ပါမယ်โอเคဒါဆိုကျွန်တော်စရင်ဆက်ပြီးတော့သွင်းကြည့်အောင်ကျွန်တော်3ရက်နေပေါ့နော်3ရက်နေကျွန်တော်အတုံးစရင်ထည့်ကြည့်လိုက်မယ်ဥပမာကျွန်တော်အားသားမှာကျွန်တော်က9000ထားပါတော့9000လို့ရိုက်ထည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာဒီ balance တွေကနှုတ်သွားမယ်ကျွန်တော်ပြီး expand တိုတယ်ကဘယ်လောက်လဲဆိုတာဒီမှာကြည့်လို့ရမယ်ပြီးကျွန်တော် income နဲ့ကိုစရင်တော့တွေ့မယ် income နဲ့မှာလည်းကျွန်တော်ဒီ3ရက်နေမှာကျွန်တော် income ကကျွန်တော်ဘာလို့ရှိမလဲဒီထဲကနေကျွန်တော်တခုရေးလိုက်မယ်ဥပမာကျွန်တော် business နော် business ကျွန်တော်2သိန်းဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ဒါဆိုရင်ကျွန်တော် income တိုတယ်ကျွန်တော် amount ဒီမှာပေါင်းသွားမယ်ပြီးလို့ရှိရင်ကျွန်တော် balance မှာလည်း amount ကဒီလောက်ကျန်မယ်โอเคအဲ့လိုမျိုးကျွန်တော်တို့အကုန်လုံးလုပ်ပြီးတော့မှကျွန်တော်ဒီ shape လေးနှစ်ခုကိုကျွန်တော်တို့ hyperlink နဲ့ပြန် shape ပါမယ်ကျွန်တော် income ဆိုတဲ့ shape ပေါ်မှာ select မှတ်ပြီးတော့ control k နှိပ်လိုက်မယ် control k နှိပ်ပြီးတော့ place in this document ကိုရွေးပြီးတော့ကျွန်တော်ဒီထဲကကျွန်တော် income ဆိုတဲ့ sheet နဲ့ shape ပါမယ် income ကို select မှတ်ပြီးတော့ okay နှိပ်လိုက်ပါပြီးရင်ကျွန်တော် expand ဆိုတဲ့ shape လေးပေါ်မှာ select မှတ်ပြီးတော့ control k နှိပ်ဒီထဲက expand ဆိုတဲ့ sheet နဲ့ shape မယ်ပြီးရင် okay နောက်ပြီးရင်ကျွန်တော် expand ထဲမှာလည်းကျွန်တော်အဲ့လိုပဲထပ်လုပ်ပါမယ်ဒီဘက်က shape ကို select မှတ်ပြီးတော့ control k နှိပ်လိုက်ပါပြီးရင်ကျွန်တော်ဒီမှာ income ဆိုတဲ့ sheet နဲ့ချိန်မယ်ပြီးရင်ဒီဘက်က expand ကို select မှတ်ပြီးတော့ control k နှိပ်ဒီဘက်က expand ဆိုတဲ့ sheet နဲ့ချိန်လိုက်ပါမယ်ပြီးရင် okay နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်ဒီအောက်ကကျွန်တော် sheet တွေကကျွန်တော်မကြည့်ဘူးဆိုလို့ရှိရင်ကျွန်တော်ဖျောက်ထားလို့ရတယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီ shape လေးပေါ်မှာပဲကျွန်တော်နှိပ်ပြီးတော့အခုလိုမျိုးကျွန်တော် sheet နှစ်ခုကိုကျွန်တော်အလွယ်တကူပြောင်းပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ expand tracker လေးတစ်ခုရရှိသွားပြီဖြစ်ပါတယ်